မိချောင်းကြီးနဲ့ကိုမိုဒိုနဂါးကိုက်ရင်ဘယ်သူနိုင်မလဲနံပါတ်1ကျွန်တော်တို့မိချောင်းတွေကိုကြည့်ကြရအောင်မိချောင်းတွေဟာရေထဲမှာအမဲလိုက်တဲ့တတဝါဖြစ်တဲ့အတွက်ရုန်းကန်နေတဲ့သားကောင်ကြီးတွေကိုမိမိရရညှက်ထားဖို့သားကောင်ရဲ့အယိုးတွေကိုမုံမုံညက်ညက်ကြေသွားအောင်ဝါပစ်ဖို့နဲ့ရေထဲဆွဲနစ်ပြီးတက်ဖြတ်ဖို့အတွက်ညှက်အားပြင်းတဲ့မေယိုကြီးတွေရှိပါတယ်သူတို့မှာတိတ်သေးပြီးကြီးမားလာတဲ့မေယိုကြွက်သားကြီးတွေတဘာဝအတိုင်းပါလာတာဖြစ်ပါတယ်မိချောင်းကြီးတစ်ကောင်ရဲ့အလေးချိန်ကကီလိုဂရမ်300မှ1000အထိလေးပြီးသူတို့ရဲ့ကိုက်အားကတော့နေယူတန်13000ကနေ16000အထိရှိကြပါတယ်။ကိုမိုလိုနဂါးကြီးတွေကကိုက်အားနေပေမဲ့ဓာတ်လိုချွန်ထက်ပြီးလွှတ်သွားပမာရှိတဲ့အသွားသေးသေးလေးတွေကကိုက်ထိတဲ့အခါတေးစေနိုင်တဲ့အစိတ်ကလင်းတွေရှိပါတယ်။သူတို့ကိုက်လိုက်လို့ထွက်လာတဲ့အစိတ်ကသားကောင်ရဲ့သွေးခဲစနစ်ကိုဖျက်ဆီးပစ်တာကြောင့်သားကောင်ဟာသွေးမတိတ်တော့ပဲသွေးလန့်ပြီးတေဆုံးသွားရတာဖြစ်ပါတယ်။သူတို့ရဲ့အလေးချိန်ကကီလိုဂရမ်50မှ150အထိရှိပြီးသူတို့ရဲ့ကိုက်အားကတော့နေယူတန်40မှ140သာရှိပါတယ်။အတူချုပ်ပြောရရင်တော့ကိုမိုဒိုနဂါးရဲ့အစိတ်ရှိုံနဲ့တင်မိချောင်းကိုအလွယ်တကူနိုင်ဖို့မဖြစ်နိုင်ပါဘူး။အကယ်၍သူတို့နှစ်ကောင်တကယ်ထိတ်တိုက်တွေ့လို့တိုက်ခိုက်ကြမယ်ဆိုရင်မိချောင်းကပဲအပြတ်တက်နိုင်သွားဖို့ရာခိုင်နှုန်းပိုများပါတယ်။ဘာကြောင့်လဲဆိုတော့ကိုမိုဒိုနဂါးရဲ့အစိတ်ကသားကောင်ရဲ့သွေးကြောတွေကိုရောက်မှအလုတ်လောက်တာပါ။ဒါပေမဲ့မိချောင်းရဲ့တန်ချက်ကအရေးပြားကြီးတွေကိုအထူးသဖြင့်ကြောဘက်နဲ့ဘေးဘက်တွေမှာရှိတဲ့အရေးပြားအောက်ကအယိုးမာပြားတွေပါဝင်လို့တန်ချက်က အင်ဂျီဝတ်ထားသလိုပါပဲရှေ့မှာပြောခဲ့သလိုကိုမိုလိုနဂါးမှာကကိုက်အားနယူတန်40မှ140သာရှိတဲ့အတွက်အားနေတာကြောင့်မိချောင်းရဲ့အကျေးခုံမကြီးတွေကိုဖောက်ဝင်အောင်ကိုက်ဖို့နဲ့အစိတ်ထည့်ဖို့ကတကယ်ကိုခက်ခဲပါတယ်မိချောင်းကြီးတစ်ကောင်ရဲ့အလေးချိန်ကကီလိုဂရမ်300မှ1000အထိလေးပြီးကိုက်အားကနေယူတန်13000မှ16000အထိရှိတယ်ဆိုတော့ကိုမိုလိုနဂါးကြီးရဲ့ကြောရိုးကိုအသာလေးချိုးပစ်နိုင်တာပါပဲဒါပေမဲ့စိတ်မကောင်းစရာကမိချောင်းတွေကကမ္ဘာအနှံ့အာရှအာဖရိကအမေရိကနဲ့ဩစတြေးလျတိုက်တွေမှာရပေမဲ့ကိုမိုလိုနဂါးတွေကတော့အင်ဒိုနီးရှားနိုင်ငံရဲ့ကျွန်းအနည်းစုမှာတာနေထိုင်ကြလို့သူတို့နှစ်ယောက်ဟာတဘာဝအတိုင်းဆိုဘယ်တော့မှတွေ့နိုင်မှာမဟုတ်ပါဘူးခင်ဗျာဗီဒီယိုလေးကိုကြိုက်ရင် like နဲ့ follow လုပ်ထားပေးကြပါအောင်ခင်ဗျာ